30ကျော်40ဝန်းကျင်ဆိုတော့လေဟုတ်ပြီစီဝါရှာနေနော်ဟဲ့လားဒီလိုစီရှာရည်လို့ကြည့်နေတယ်ဘုံမိတ်ကဖွဲ့ရမင်းနဲ့ထားမယ်ဆိုရင်ကြည့်မနေပါဘူးတဲ့ဒါပေါ်တော့ပြောသွားတာလေဟဲ့ငါခက်တယ်ဟုတ်စီငါကြောက်လို့သွားတယ်ကွာဝင်းမျိုးလည်းဟိုင်းရမယ်နော်ဒီအားလုံးကျေးဇူးတင်ပါတယ်ပေါင်းတင်တယ်ဒါကျတော့အကိုလေးဟုတ်တယ်လို့ရှိရတယ်အကိုလေးရောင်းနေလာပြီးတော့အားပေးရောင်းနေလိုက်ပြီးတော့ဘုံမိကမျက်စာလေးလာပြီးတော့အားပေးတယ်ဟုတ်ပြီတို့ကိုရင်စီချတဲ့ကိုယ်အားလုံးကျမ်းမာသီးပါပြိမာရောက်ပါလေဟုတ်ပြီဗျာနတ်တော်အားလုံးပြီးတော့အဲ့ဒါကိုစီဘုရားတရှင်းလေးကမိမရဲ့ပြည်စည်းကိုပေါ်ကျူးထားတဲ့တရှင်းလေးပါဟုတ်ပြီအဖေမေရှိတော့မှတွေ့ကြတော့မေးကြပါဟောအဖေတို့ဘောကအသက်30ကျော်ဝန်းကျင်ဆိုတော့စီးပွားရှာနေတယ်စီးပွားရှာနေတဲ့အရွယ်ဆိုတော့အောက်စီဘောလုံးလေးတစ်လုံးနဲ့တူတယ်ဘာလို့ဘောလုံးတစ်လုံးဘယ်လိုမှဘောလုံးတစ်ထဲမှာလူဘယ်နှယောက်ရှိတော့12ယောက်တစ်ဖက်ကို12ယောက်တစ်ဖက်ပေါင်းလိုက်တော့22ယောက်အဲ့ဒီ22ယောက်ကဘောလုံးတစ်လုံးကိုဝိုင်းတူကြတာဟုတ်ပါဘာလို့လဲမေးဟောအဖေမင်းကစီးပွားရှာနေတော့အဖေကတားလို့လေဒီကအဖေတားကတော့ဖုံးဝင်ပြီးတော့ပတ်ဆက်ပြီးပါဦးမတားတော့တယ်ဝင်ပါတော့iPhone မှာတိုင်းနေတာ iPhone 50လောက်တော့ရှိလောက်တယ်တော့ငါသားဝယ်လိုက်စမ်းပူစာစီးပွားရှာနေတော့ပေးနိုင်တယ်ပေးနိုင်တော့တားလို့တဲ့ဒီမှာချစ်မရှိချစ်တယ်ငါအဖေပါတမီးလို့တဲ့ဒီကဟောတို့အလူတန်းတန်းရှိလို့အမေတမီးကတော့လေဆူဆူလေးဝယ်ပြီးဆဲနေတာဆွဲကြတယ်ငါတမီးလောက်တာဆွဲမှာလို့ချက်တော့ဆွဲနေတာတော့ငါတမီးဝယ်လိုက်စမ်းပေးနိုင်တော့ကြတော့ဟောတားကလည်းချစ်မရှိတားလည်းသူ့ဖေးတမီးကလည်းသူ့ဖေးလူကြတာဝိုင်းလေးလုံးလို့ဝိုင်းလူကြတာဟုတ်ပါဟောဒလုံးနဲ့အတက်က50နားလေရောက်သွားရောကြီးသွားပြီရှင်းလုံးဘောကရောက်သွားပြီအားကြောင့်ရှင်းလုံးကအများဆုံးခပ်ပါ6ယောက်ပဲခက်တော့စီဝါကတဝက်ကြသွားပြီလေစီဝါတဝက်ကြသွားတာတားလို့လည်းအဖေဖုံးမကျင်လို့ပတ်စက်50လောက်ပြီးပါဦးဘာသာရဒီလိုစီဝါရေးနေစင်ပြေမှုကဘာသာရော50လို့ပြောတယ်30လောက်တော့ယူဘာပြောတယ်ကပြောတယ်30တောင်30ပြီးခင်ဗျားတို့အဲ့ဒါပြောတာပဲဟာဒါဒီမွေးထားပြီးပြီးကျင်ဘူးတိတ်မချစ်ချင်ကြတော့ရှင်းလို့ဘောရောက်သွားတယ်ဟုတ်ကဲ့ဟုတ်တယ်နော်ဟုတ်ပြီတော့နောက်ဆုံးအဲ့ရတဲ့ဘုံဘုံနဲ့စီပွားရေးလည်းမလုပ်နိုင်စီပွားရေးမလုပ်နိုင်တဲ့အချိန်ကျတော့ကောင်းတီးဘောရောက်သွားပြီလို့ကောင်းတီးကတယောက်ထဲရိုက်တာဟုတ်တယ်တယောက်ထဲတော့တာရိုက်လာလို့ပြီးမဟုတ်ဘူးအဲ့ရတယ်မှာဘုံဘုံလေးကတော့စီပွားရေးမလုပ်နိုင်တော့ကောင်းတီးဘယ်လိုရိုက်ကြလဲဘယ်လိုလဲတယောက်ထဲတာမရိုက်ဘူးဟာဆိုပြည့်ချအားနဲ့လွယ်ဘဲရောက်ဝစ်ပြီးတော့ပြည့်ချဟုတ်ပြီဒီနာရရှိကိုတင်းနိုင်ဘူးအဲ့အချင်းနဲ့အရောက်နေတာဟုတ်လားကောင်းတီးဆိုတော့ညင်းယူကြပါလေအမေရှိတော့မှာတင်းတာဝင်းတာပါလို့ပြောရင်းနဲ့တောင်းစီကမိဘကျေးဇူးပြုဖို့ရှိတော့မေရှိတော့အချင်းလေးနဲ့ကဘာပေါ်မှာရှိတဲ့ပြီးပြီးရအားလုံးကိုတားတူမကြီးဒီရှင်းလေးနဲ့ပေါ်ပြလိုက်ရတယ်ဗျာ
တကယ် ဟုတ်လား တမ်းဝင်ကမနေ့ကခရီးနာကပါပြောတော့အတန်းအမေကချင်းဆိုနေမှာလိုက်ကနေဆိုတော့မိဘကြီးကျွန်တော်လည်းဆက်ရတယ် အဆန်ဘောစီရ ဆက်တယ်ကတော့ကျွန်တော်တို့ကပြန်ပြီးတော့အမေတွေကိုရွှေနဲ့ငွေနဲ့ထားနိုင်မှာမဟုတ်ဘူးတော့ အဲ့လိုမှမဟုတ်ဘူး အဖေအမေတွေကိုသင်တန်းစီးပြီးတော့ကျေးဇူးဆက်ရရတယ် ဟာဒါပဲကိုကျင်းအချင်းဆက်ချင်တာပေါ့ဗျာ ဆက်ချင်နေဒီမှာသင်တန်းစီးပြီးနေခဲ့ ဟာတင်းမျက်စိနေရဲ့ ဒီเจ้าမနေခဲ့ ဟာမင်းခဏနေလို့ဟာဦးစင်းလုပ်တယ်ကိုရင်လုပ်တယ်ဆိုတော့လွယ်တာမဟုတ်ဘူးဟာမင်း ကိုတော့ဦးစင်းနေငါပိုင်းငါပြောခဲ့တယ်ဒါကြတဲ့နဲ့သင်တန်းစီးပြီးဒါကြတဲ့လုံးဝမနေခဲ့ ဟုတ်နေခဲ့လို့ရတယ်သာသနာ့ဘောင်ဝင်နေဆိုတော့ပြောတယ်ဆိုတာအုံးဖြစ်တာ မင်းပြောလို့လား အဲ့လိုဒီလိုမင်းကစွန်းစားပင်ကြည့်လိုက်ဟာရွာစင်ငါဦးစင်းပုံစံလုပ်ကြည့်လိုက် အဲ့တော့ဦးစင်းအတီးပေါ်ဦးစင်းအဆမ်းပေါ့နော် ဦးစင်းအဆန် ဦးစင်းအဆမ်းပေါ့ ဟုတ်တယ်ဦးစင်းအဆန် အဲ့တော့ဦးစင်းကိုကျွန်တော်ဆုံးသတ်ပြရမှာပေါ့နော် စွန်းစားပင်ရမှာ ဟုတ်ပြီထုံးပြီးနေဒီလိုနော် ရပါမယ် အပန်းကိုဇော်ဝင်းထုတ်တယ် ဘယ်လိုဆိုလဲ အရှိဗျာတပီတော်တို့ဆုံးသတ်လေးကြောက်ပါဗျာ ဟဲ့ဘာစွန်းလဲတကရဲ့ တပီတော်တူမလေးတမင်တော်ကလိကြရပါဗျာ ဒီလောက်ဆိုလေတေးချင်လို့တေးပါလေအေးတော်လေဟာဆိုရလား ဘုန်းကြီးရဲ့အဲ့ဒီဆိုပြီးဆုံးသတ်မှာပေါ့ ဘယ်လိုပြော အဲ့ဒါတို့ကျတော့ချိန်တော့ဒီလိုပြောရတယ်လေဟုတ်က တော်တော်မြင့်မြတ်ကြလားကျုပ်ပဲပေါ်နေလားကြက်စီးလို့ရရလားတွေးထွက်တိုင်းဝင်များလားစိတ်ကိုတင်လိုက်ရတယ်လားတနာပါလေချွတ်ချွတ်ချွတ် တက်တယ်မတက်တာရှိရတယ်နော် အဲ့လိုပြန်ပင် ပြင်တယ်နော်အရှိဗျာ ဘာလို့တကရဲ့ တပီတော်တို့ဆုံးသတ်ကြပါဗျာ ဘာစွန်းလဲဟဲ့ တပီတော်ညီမလေးမင်္ဂလာတော်ပါဗျာ တော်တော်မြင့်မြတ်ကြလားကျုပ်ပဲပေါ်နေလားကြက်စီးလို့ရရလားတွေးထွက်တိုင်းဝင်များစိတ်ကိုတင်လိုက်ရတယ်လားတနာပါလေချွတ်ချွတ်ကိုက်ချွတ် ဘောလေညီမလေးမင်္ဂလာဆောင်တာဘာလို့လဲဆိုတာမလို့ ဒီမှာဆောလား အဲ့ဒါတူတော်လေးကလည်းညီမမင်္ဂလာဆောင် ဟောမင်းနာတော့ ညီမမင်္ဂလာဆောင်တော့မင်္ဂလာရှိတော့လူပြောတယ်ကြီး နောက်ဦးတို့ချစ်တယ်ကိုခွဲလိုက်တာလားလူကြီးပြီးပါလေပေးသားလားမင်းသားတော့တော်တော်စီးရတာလက်ဖွဲ့ဝင်တော်တော်ရရလားနှစ်ဖက်မိတော့ပြပြလေးလေးပဲပေါ့ တက်တာပဲရှိရတယ်နော် ပြန်ပြီး ပြန်ပြီအရှိဗျာ ဘာလဲဟဲ့ တပီတော်တို့ဆုံးသတ်ကြပါဗျာ ဘာစွန်းလဲဟဲ့ တပီတော်တို့ကနမကြီးတင်လို့ပါဗျာ နောက်ဦးတော့သူကချစ်တယ်ကိုခွဲလိုက်တာလားလူကြီးပြီးပါလေပေးသားလားမင်းသားတော့တော်တော်စီးရတာလက်ဖွဲ့ဝင်တော်တော်ရရလားနှစ်ဖက်မိတော့ပြပြလေးလေးပဲပေါ့ မာနေလေအဲ့ဒီမင်္ဂလာဆောင်ကနမကြီးနေတာ ဟောနမိုင်းတောက်ခဲ့ကြလို့ နမကြီးကြောက်ခဲတယ်လို့ပြောတယ်နမကြီးလူပြောတယ် အခုနမိုင်းကအဲ့နမိုင်းကခံပြရမျိုးကြီးနိုးသိမ့်ထွက်တာဟိုတနေ့တော့ငါကြောင်းတာမျက်နှာဆောင်ပြီးတယ်တနာပါလေချွတ်ချွတ်ချွတ် ဟာဘုမနေအောင်ပြောပြီးရှက်တယ် ပြန်ပြီး ပြန်ပြီမယ်အရှင်ဗျာ ဘာလဲဟဲ့ တပည့်တော်တို့ဆုံးလာကြပါဗျာ ဘာစွန်းလဲဟဲ့ တပည့်တော်အမေကြီးဆုံးလို့ပါဗျာ ကိုနမိုင်းလားအဲ့နမိုင်းကခံပြရမျိုးကြီးနိုးသိမ့်ထွက်တာမနေ့တော့ငါကြောင်းတာမျက်နှာဆောင်ပြီးတယ်တနာပါလေချွတ်ချွတ်ချွတ် အမေကြီးကိုဖြစ်တယ်မရိုက်နိုင်ဗျာ မသိဘူးလေ အမေ နမိုင်း အဖွားဆုံးတာလေ အဖွားဆုံးတာ အဖွားဆုံးတာကြတော့ဒီ အဲ့လူကြီးရောကလာနာရာရှိလားတုတ်ခွေးလားနဲ့ပြလားခဏထားပါလို့လူကြီးအကြောင်းကြားထားနော် ဘုန်းကြီးကတက်တယ်လို့ရှက်ရတယ်ဘုန်းကြီးကဆုံးလာတယ်နော် အပြတ်ပြင်း အရှင်ဗျာတပည့်တော်တို့ဆုံးလာကြပါဗျာ ဘာစွန်းလဲဟဲ့ တပည့်တော်နဲ့မင်းသမီးတစ်သက်ချုံနဲ့မင်္ဂလာဆောင်ပါဗျာ လူကြီးရောကလာနာရာရှိလားတုတ်ခွေးလားအနာပြလားခဏထားပါလို့လူကြီးအကြောင်းကြားထားနော် ခင်တက်ပြီ ကဲလားဘောစီ လာ ဟာလာဆူစားကြတဲ့ဟာလာဒါတခိပွဲပေါ့နော်ဟာကျွန်တော်ဦးရတို့အလိုခေါ်တာ ကျေးဇူးပါ ဦးစင်အောင်နိုင်ဒါတို့လေးလေးအတန်းမြိုင် ဒီကနေ့ ပြီးတော့ကျွန်တော်ကိုကြီးကိုစော်မင်းတို့ကျွန်တော်ညီလေးတက်လို့တောင်းဟာလာကထိန်ပွဲမှာအမှတ်တရလေးကိုညီကိုတို့လာပြီးတော့ပါရီဖြစ်ရဆူစားကြတဲ့ကျွန်တော်ကိုကြီးမာရီအားလုံးစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပါစေဟုတ်ပြီဟာလာဆုတော့မှာကဲဒီကကြတော့ဒီချင်းလေးတစ်ပုံနဲ့နှုတ်ဆက်မယ်နော်ဘာလို့ပြောပါလို့ဟလာဒါလေးပြီးရင်တော့နောက်ကကျွန်တော်ညီလေးကျွန်တော်တို့လည်းတောင်းတာလေးကိုစူးပြရ ကျန်တဲ့လူရှိရနော် ဟုတ်လားကဲဒါပြီးနောက်ကကျွန်တော်ဒီလေးဆိုမှာနော်ဒီမှာ ဒါပြီးမင်းရခါကြတယ် ကဲဘာရှင်းလဲလို့မေး